こんにちは。ဒီနေ့မှာတော့私がတန်မိုးလေးတစ်ပုဒ်ကို sharing လုပ်ပြီးသွားမှာပဲဖြစ်ပါတယ်私တို့စဖတ်မယ်နော်မွန်တိုင်းဆန်ပေါ့နော်မွန်တိုင်းဆန်ကဘာလဲဆိုတော့ဒီမှာစင်ကင်းတော့ဘုံလျှော်ကိုယွန်းတဲ့80မွန်လေးခုတာအဲနာဆိုင်ဒီရဲ့စာပိုက်ကိုဖတ်ပြီးတော့မေကုန်းကိုအဖြစ်ဖြစ်ဆိုပါတဲ့ခုတာအဲဝအချင်းနိဆန်ယွန်းခါရမတုံးမရော်ရီမွန်ကိုဟီလိုစေအရာဗီလာဆိုင်တဲ့တင်းနဲ့3လေးတဲမှာဒီအကောင်းဆုံးအရာတစ်ခုကိုရွေးချယ်ဖြစ်ဆိုပါတဲ့私တို့တော်ကြီးအချစ်တော်ကြီးမေကုန်းကိုတော့ဖတ်မယ်နော်ခုတော့ဘုံလျှော်တော့နိုင်ရောတော့တဲ့အတဲအီလိုမွန်ဝါတိုရီကဒီရဲ့စာပိုက်နဲ့နော်အကြောင်းဒီရဲ့စာပိုက်ရဲ့အကြောင်းအရာနဲ့ကိုက်ညီတဲ့အရာကပဲရပါလေတဲ့私တို့ကဒီလိုမျိုးမေကုန်းဆိုရင်တော့私တို့ပြောခဲ့တဲ့အတိုင်းပဲနော်ဒီရဲ့စာပိုက်ကိုနော်စာပိုက်တစ်ပိုက်လုံးကိုခြုံပြီးတော့ဖတ်မှပဲသူ့ရဲ့အဖြေကိုဖြေဆိုနိုင်မှာပဲဖြစ်ပါတယ်အဲ့ဆိုရင်私တို့အရင်တော့ဖတ်လိုက်မယ်နော်日本はね、真面目でよく働くと言われるね。一番လူမျိုးတွေရလေတဲ့တည်ကြည့်ပြီးတော့ကောင်းကောင်းအလုပ်လုပ်တဲ့ဆိုမှပြောချင်းခံရပါတယ်တဲ့そして日本の技術力は世界的にも高く評価されているတဲ့ဒီအဲ့ဒါပြီးတော့လေတဲ့ဒီဂျပန်ရဲ့နည်းပညာတွေကဆိုရင်တော့ကဘာမှာတဲ့သူကနော်မြန်မာတဲ့ဆိုမှအကဲဖြတ်ချင်းခံရပါတယ်တဲ့မာဂျီမဲတဲ့မာဂျီနော်ကမမာဂျီမဲတဲ့တာကာဤမြကျစလျခုကိုမိုးစယောနိနတ်တနော်ဝါနာစေတာတော့တဲ့တီးကြည့်ပြီးတော့ဒီနီးပညာတွေနော်မြင့်မာတာကိုတဲ့သူပိုင်ဆိုင်ရတဲ့အကြောင်းရင်းကပိုင်ဆိုင်မှုအတွက်ဖြစ်လာတာကဘာကြောင့်ပါလဲတဲ့ဆိုရီဝနိဟွန်နော်ရှိကန်နော်စကုစာနိခံခေကအာရုတဲ့အဲ့ဒါဟာဘာဖြစ်လို့လဲဆိုတော့ဒီဂျပန်ရဲ့တန်ဆာရတွေမရှိတဲ့အကြောင်းရင်းနဲ့ဒီနော်ခံခေဆိုတာဆက်နေတာပြောချင်တာဒီလိုဖြစ်တာဘာကြောင့်လဲဆိုတော့ဒီဂျပန်ဆိုရင်တော့တဲ့ဒီတန်ဆာရတွေမရှိတဲ့နဲ့ဆက်နေပါတယ်တဲ့日本は石油や鉄鉱石など製品のまあ関西料とနာရုရှိကန်ကစုခုနိုင်တဲ့ဂျပန်မှာဆိုရင်တော့ဒီဂျပန်ဆိုရင်တော့စက်ခီယူဆိုတာမရှိလို့ဒီရေနံတို့နော်ရေနံတို့တက်စစ်ခိုးစက်ခီဆိုတာဒီကြောက်မီတွေနာတို့အစားရှိတဲ့ဖြစ်ဒီရဲ့စိတ်ဟင်းဆိုတာထုတ်ကုန်ပစ္စည်းတွေအားဆိုထုတ်ကုန်ပစ္စည်းတွေရဲ့နော်ဒီကန်ဆိုင်လို့ဆိုတာကုန်ချမ်းပစ္စည်းတွေဟာဆိုရင်တော့ကုန်ချမ်းပစ္စည်းတွေဖြစ်လာဖို့အတွက်ဒီရဲ့အရင်းမြစ်တွေကမရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်တဲ့ဆိုနိုတမဲနိကန်ဆိုင်လို့မှာyou should stay တဲ့ react ကိုမနမမှာတော့ဟိုလည်းရှိပြန်ဖတ်ပြမယ်ဆိုနိုတမယ်နေတဲ့ခန်းဆိုင်ရောဟိုတဲ့မှာ you should stay နော် you should stay react ကိုတဲ့အဲ့ဒီကိုတော့ကတခိနိုင်တော့တာတဲ့နော်အဲ့ဒါအတွက်ကြောင့်ပဲဒီကကုန်ချမ်းပစ္စည်းတွေကိုတင်ပို့ဖို့အတွက်နော်တင်ပို့ဖို့အတွက်ဒီရဲ့react ဆိုတာအကျိုးအမြတ်တွေကိုရယူဖို့အတွက်ကတော့နော်ရယူနိုင်ဖို့အတွက်ကတော့မဖြစ်နိုင်ပါဘူးတဲ့ဆိုနိုခါဝါရီနိခိုင်ခါရတဲ့ဆိုတွေကိုတဲ့ယူနူရှိနော်ဆိုနိုခါဝါရီအဲ့ဒီအစားပေါ့နော်ဒီအဲ့ဒီအစားဆိုတာကဝါဒရှိတို့ဒီမှာပြောဒီရဲ့နော်အဲ့ဒီအစားတဲ့ဒီနိုင်ငံခြားနေမှာအဲ့ဒါတွေကိုဆိုရီရဆိုတာဝါဒရှိတို့ကဒီစက်ခီယူနဲ့တက်ဆင်မှာတက်စစ်ကိုစက်ကြီးဒီရေနံနဲ့ဒီကြောက်မီတွေကိုဆိုလာတာဖြစ်ပါလဲဆိုတော့ဆိုနိုခါဝါရီနီနော်ဆိုခါရီနာအဲ့ဒီအစားဆိုတာဘာပြောချင်တာလဲဆိုတော့ဝါလက်ရှိတို့ဒီရဲ့သူ့ရဲ့ကုန်ချမ်းနေနော်ကုန်ချမ်းနေမရှိတာကုန်ချမ်းနေသူကကုန်ချမ်းမရှိဘူးဆိုတာနိုင်ငံခြားကိုတင်ပို့ဖို့အတွက်မဖြစ်နိုင်ဘူးလေနော်မဖြစ်နိုင်ဘူးဆိုတော့အမှဒီမဖြစ်နိုင်တဲ့တော့ဒီကုန်ချမ်းရဖို့အတွက်ဆိုရင်တော့တခြားနိုင်ငံသူကသူ့နိုင်ငံကိုတင်သွင်းမှာပဲရမှာเนาะအဲ့ဒါပြောချင်တာဒီဆိုနိုခါဝါရီဆိုတာကเนาะအဲ့ဒီအစားတဲ့ဒီနိုင်ငံခြားကနေပြီးမှဒီအဲ့ဒါတွေကိုပေါ့เนาะအဲ့ဒါတွေဆိုတာကဒီရေနံတို့ဒီကြောက်မတွေတွေကိုတဲ့မှာတင်သွင်းပြီးတော့တဲ့အမှဂျီတန်ရှာရဒန်ခီเนาะဒန်ခီဆိုတာကလည်းအမှဒန်ခီဆယ်ဟင်းနာတူနော်တဲ့ဆယ်ဟင်းကိုစကူရီเนาะစကူရီဆိုတာပါအဲ့ဒီမျိုးတင်သွင်းပြီးတော့ဒီဂျီတန်ရှာဆိုတာဒီစပိန်တို့လက်စစ်ထုတ်ကုန်ပစ္စည်းတွေကိုတဲ့เนาะလက်စစ်ပစ္စည်းထုတ်ကုန်တွေကိုပြုလုပ်ပြီးတော့တဲ့ဆိုရီကို you should ဆိုတော့ကိုတိုနိရှော့တဲ့ react ကိုအဲ့တဲ့ဤရတဲ့နော်အဲ့ဒါတွေကိုတဲ့တင်ပို့ပြီးတော့နော်
တင်ပို့တာနဲ့ခုတုံနိရော့တဲဆိုတာနော်နိရော့တဲဆိုတာပတ်သက်ပြီးမှနော်နိရော့တဲဆိုတာလာ၍မူတည်၍သူ့အတိတ်ပဲအဲ့ဒါတွေကိုတဲ့နော်ဒီမှာယေရှုဆိုလို့ဆိုတာတင်ပို့ပြီးတော့နော်တင်ပို့ပြီးတော့ဒီရဲ့ခေအကျိုးအမြတ်တွေကိုရယူနိုင်ပါတယ်တဲ့စမာရီတနည်းအားဖြင့်ဆိုရင်တော့ဒီမာကြီးမဲနိဟာတရာခိနော်တီတီကြီးနဲ့အလုပ်လုပ်ပြီးတော့တဲ့ငေကျုစစ်လျော်ခုကျုစစ်လျော်ခုကိုတာကမဲရှောဤဆေဟင်းဝစကုရုကိုတိုကတဲ့နော်ဒီတီတီကြီးနဲ့အလုပ်လုပ်ပြီးတော့အနည်းပညာတွေကနော်မြင့်ကောင်းမြင့်မာဆိုတာနဲ့ဒီထုတ်ထားတဲ့နော်ကွန်ပျူတာစိမ်းဆိုတာကွန်ပျူတာတွေကိုတဲ့နော်စခုရုကိုတိုကလုံနိုင်ပေမဲ့လေတဲ့နော်ဒီစခုရုကိုတိုကလုံနိုင်ပေမဲ့လေနိဟွန်က react ကိုတဲ့နော်အဲရုတမဲနီဝဒီဂျပန်ဟာဆိုနော် react အကျိုးအမြတ်တွေကိုတဲ့ရယူနိုင်ဖို့အတွက်ဟာဆိုရင်တော့အမဟိစစ်ရယူနိုင်ဖို့အတွက်ကတော့တဲ့ဟိစစ်ယောနာနော်တဲ့အာရုတဲ့ဒီမျိုးသူကဒီရဲ့ဒီလက်စံဒီစပိန်တို့နော်ဒီနော်လက်စစ်ထုတ်ကုန်တွေကိုတင်ပို့မှပဲသူ့ရဲ့ဒီဂျပန်ရဲ့အကျိုးအမြတ်တွေဟာရယူနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီလိုလုပ်ဖို့ကမဖြစ်မနေလိုအပ်ပါတယ်တဲ့နောက်တစ်ပတ်တော့ဖတ်မယ်နော်အမရှိကန်ကတဲ့စကုနိုင်ခုတုံကဒီရဲ့တန်ဆရာတွေနော်နေပါရတဲ့အကြောင်းရင်းဆိုရင်တော့တဲ့ခုနှစ်တုတ်တဲ့ဝမိုင်းနက်စုတဲ့အာရုယောနီမဲရုကတဲ့နော်ဒီတန်ဆရာတွေနေပါတာကလေတဲ့ဒီရဲ့နိုင်ငံနော်နိုင်ငံအနေနဲ့တော့မိုင်းနက်စုဆိုတာကဒီအပြက်သဘောရှိတယ်လို့နော်ရှိတယ်လို့မြင်နိုင်ပေမဲ့ရလို့လေတဲ့ခနာရစုရှိမှုစိုးတုံဝတဲ့ EN9 အပြက်သဘောနော်ဒါဆိုကြတော့ minus ဆိုတာအပြက်သဘောလို့မြင်နိုင်ပေမဲ့လည်းအဲ့လိုကြီးလည်းမဖြစ်မနေပြောလို့မရပါဘူးတဲ့နိဟွန်နိအိုတဲဝဂျပန်မှာဆိုရင်လေတဲ့စုခုဟွန်နာရှိကန်နော်ဥကခဲတဲ့မာချိမဲနာကိုခုဟွန်မေစေကဥမာရဲတဲ့နော်ဒီရဲ့ကုံချမ်းနေနော်ဒီတန်ဆရာတွေမရှိတဲ့ကျေးဇူးကြောင့်ပဲဒီတီဂျီတဲ့နိုင်ငံသားတွေကမိုးဖွားခြင်းခံရပါတယ်တဲ့မိုးဖွားလာနိုင်တာပေါ့နော်မိုးဖွားလာနိုင်ပါလေတဲ့ဒီတာကဤငွေစဲလျော်ခုကတဲ့ဆိုတတာတို့တဲ့ဤအဲရုခါရတာတဲ့မူဖာသူတို့တွေကဒီပေါ့နော်မူဖာခံရပြီးမှတဲ့မြင့်မာတဲ့ဒီနီးပညာတွေဟင်နော်နီးပညာတွေအတွက်ကြောင့်ပဲဆိုတာဒီအဓိကပြောချင်တာပါလဲဆိုတော့ဒီသူတို့နိုင်ငံမှာတန်ဆာရတွေမရှိတဲ့ကျေးဇူးကြောင့်ပဲဒီတီကြည့်ပြီးတော့အလုတ်ကျိုးစားတဲ့ဒီနိုင်ငံသားတွေဟာမူဖာချင်းခံရပြီးတော့သူတို့တွေကနီးပညာမြင့်မာစွာနဲ့ပဲဒီဆိုရတဲ့ဆိုပြုစုပြောထောင်ချင်းခံတယ်လို့ပြောနိုင်ပါတယ်တဲ့နော်အဲဆိုရင်မရရှိတော့အဖြစ်သွားရှာလို့ရပြီတစ်ပိုက်လုံးဒီစောင်းပိုင်းတစ်ပိုက်လုံးဖတ်ပြီးသွားဆိုတော့သွားရှာလို့အဖြစ်သွားရှာလို့ရပြီမရရှိတော့အချိပန်တော့ဖတ်မယ်နိဟွန်ဝါတဲ့ယောဤစေဟင်းဝတဲ့ယူနျူစတေဤရူတဲ့ဂျပန်ဟာဆိုရင်ကောင်းကောင်းတဲ့ကွန်ပျူတာတွေကိုတဲ့တင်သွင်းနေပါတယ်တဲ့နော်တင်သွင်းနေပါဆိုတော့ဒါကလည်းမဟုတ်သေးဘူးเนาะဟာဆိုရင်လည်းရှိလို့နိဗ္ဗာန်သွားဖက်မယ်ရှိကံကတဲ့စကုနိုင်ခါရာနိဟွန်ချင်းဝါတဲ့ဖုကောတာဒီเนาะတန်ဆရာတွေနေပါတဲ့အတွက်ကြောင့်ဂျပန်လူမျိုးတွေကမပြောဘူးတဲ့ဟာလားဒါဆိုလည်းမဟုတ်เนาะဒါစာပိုက်ထဲမှာမပါဘူးเนาะအဲဆိုရင်တော့ဝရရှိလို့စမ်းပန်သွားဖက်မယ်ရှိကံကလည်းစကုနိုင်ခါရာနိဟွန်ချင်းဝါမာကြီးမဲနိနတဒီတန်ဆရာတွေကမရှိတဲ့အတွက်ကြောင့်ပဲဒီဂျပန်လူမျိုးတွေဟာဆိုရင်တီတီချီနဲ့ဖြစ်လာခဲ့တဲ့အလုပ်ကျူးစားတာဖြစ်လာတယ်ဆိုတော့ဒါအဖြစ်မှန်ဝရရှိလို့စမ်းပန်ပဲဖြစ်ပါတယ်တရရှိကိုတာအေဝစမ်းပန်တဲ့ယွန်ပန်နော်ယွန်ပန်တော့ဖတ်မယ်နိဟွန်ဝါတဲ့ရှိကန်ဝတဲ့အဲ့ယူရှုတဲ့ဤရူတဲ့ဒီဂျပန်လူမျိုးဂျပန်ဟာဆိုရင်တန်ဆရတ်တွေကိုတင်ပို့နေပါတယ်ဟာတင်ပို့နေပါဆိုတော့ဒါအဖြစ်မှန်ဒါလည်းမမှန်ဘူးเนาะအဖြစ်မှန်စမ်းပန်မှဖြစ်ပါတယ်သူကသူတို့နိုင်ငံမှာဒီတန်ဆာရတွေမရှိတဲ့အတွက်ကြောင့်ပဲသူများနိုင်ငံတွေတင်သွင်းနေရတယ်လို့သူကစာပိုက်ထဲမှာရေးထားဖြစ်တဲ့အတွက်ကြောင့်ယုံမှန်ကလည်းမမှန်ပါဘူး今日はグレード終わりましょう最後まで聞いて皆さんありがとうございましたじゃあまたねバイバイ